အခုငါကနေပြီးမှပေါ့နော်ဒီ Facebook Meta Business Source ရဲ့ဒီရောင်းပြီးွားတဲ့ customer တွေကိုဟိုတနေ့ကပြောထားတဲ့ asset ပေါ့ရောင်းပြီးွားတဲ့ customer တွေကိုမင်းတို့ကနေပြီးမှမှတ်တာပေါ့နော်အဲဆိုရောင်းပြီးွား customer မင်းတို့ဒီမှာ convert တွေရောလုပ်ထားတယ်ပိတ်တွေရောလုပ်ထားတယ်ပေါ့နော်ဆိုတော့ဒီအချက်တွေကိုဟိုတကယ်လို့များထပ်ပြီးမှဖြည့်စွက်ချင်တဲ့ဟာကဥပမာဒီ customer ကဝယ်ပြီးွားပြီပေါ့နော်ပတ်စံတော့မပေးရသေး voucher ဖြတ်တဲ့အဆင့်မှာဆိုရင်တော့ဒီ convert အဆင့်နဲ့ပဲတွားထားရမှာဟုတ်တယ်မှန်တယ်အဲ့လိုပဲတွားထားရမယ်ပေါ့နော်တွားထားရတဲ့အချိန်မှာဒီပိတ်ကိုတွားလို့မရသေးဘူးပေါ့နော်တကယ်လို့သူတကယ်ပေးပြီးွားတဲ့အချိန်ကြာမှပဲကျွန်တော်တို့ကဒီဒေါ်လာဆိုင်ကိုနေပြီးမှ order form ဆောက်မှာပေါ့ဒီထဲမှာဟိုတနည်းပြောထားတဲ့လိုမျိုးပဲproduct category ထည့်မယ် product name တွေထည့်မယ်ပြီးွားရင်အမောက်မှာတကယ်လို့များပုံမှန်တော့ USD နဲ့တွားနေကြအဲ့ဒါကို USD ကိုလုပ်တဲ့အချိန်မှာပေါက်ကြေးကတော့ update အများကြီးရှိမယ်ပေါ့နော်အဲ့ဒါတော့ငါကနေပြီးမှတစ်ချက်ပြောပြီးမယ်ပေါ့တစ်ပတ်ကိုဘယ်လောက်နှုန်းနဲ့တွားလို့ပြောတာပဲဘာလဲဆိုတော့ငါတို့ boost ထိုးတာလည်းဒေါ်လာနဲ့ပဲထိုးတယ်ဆိုတော့အဲ့ဒါ update ဈေးနဲ့ပဲတွားတာကောင်းတယ်ပေါ့နော်ဆိုတော့လက်ရှိမှာတော့တတ်မှတ်ထားတာတော့4400ပေါ့နော်4400နဲ့ဒေါ်လာ4400နဲ့ဖြစ်မယ်အဲ့ဒါဘာလို့ရမလဲဆိုတော့ဟိုပါပေါ့ငါတို့ရောင်းအားတန်ဖိုးရဲ့ရောင်းအားတန်ဖိုးဆိုတာထားပါတော့ဒီပစ္စည်းတွေတသိန်းဆိုရင်ထားပါတော့တသိန်းတန်ဆိုရင်အဲ့ဒါကိုအစား4400ပေါ့နော်4400နဲ့ calculator နဲ့စားလိုက်စားပြီးသွားတဲ့အချိန်ကျရင်ချန်တဲ့ဟာကိုဒီမှာဖြည့်ပြီးတယ်နော်ကြရက်သူ့ရဲ့စားပြီးသားတဲ့ဟာကိုဒီမှာဖြည့်ပြီးတော့ထားပါတော့သိန်းဆိုတော့20ပတ်ဝန်းကျင်လောက်ဖြစ်မှာပေါ့နော်ငါတော့အတိအကျမစားတော့ဘူးနော်20နှစ်လောက်ဖြစ်မှာပေါ့ something ပေါ့ဆိုတော့အဲ့လိုထည့်ပြီးတယ်နော်မြန်မာငွေနဲ့မထည့်ပါနဲ့နော်တကယ်လို့များဖုန်းမှာဆိုရင်မနေ့ကငါဖုန်းမှာတော့ကြက်နေပဲပေါ်တယ်အဆင်မပြေဘူးအဲ့ဒါဆိုရင် order create လုပ်တဲ့ create order လုပ်တဲ့အချိန်မှာကုမ္ပဏီနဲ့ပဲလုပ်ပြီးပါနော် Meta Business Source ကနေကုမ္ပဏီနဲ့ပဲလုပ်ပြီးပါပေါ့နော်ဆိုတော့ USD နဲ့ပဲတော်ပြီးပါဆိုတော့အဲ့ဒါလေးမှာချင်ပါတယ်အဲ့ဒါလေးလုံးဝမှားလို့မရပါဘူးเนาะဆိုတော့အဲ့ဒါလေးstatistic တွေကအကောင့်မှာအရေးကြီးရပါတော့ငါတို့ boosting ထိုးတာအဆင်ပြေလားမပြေလားမြက်လားရှုံးနေလား boost code ပဲပေါ့တက်ပြီးမှရှုံးနေလားဆိုတာမသိဘူးအားကြောင့်အဲ့ဒါကိုကြည့်ချင်တော့အဲ့ဒါဟုတ်ပါတယ်လို့ဆိုတော့ခုနပြောလို့မျိုးအဲ့ဒါကိုလှုပ်လိုက်တဲ့အချိန်မှာဒီမှာဆိုရင်ဟိုဒီနေ့ဟိုဟာဖြစ်တဲ့အချိန်မှာဆိုရင်အောင်ဖုံးလက်ကရောင်းထားတယ်ဒါပေမဲ့သူကဘာမလုပ်ထားဘူးလဲဆိုတော့ mark set page ပေါ့နော် mark as page ဆိုတဲ့ဟာမလုပ်ထားဘူးဆိုတဲ့ခါကျတော့အဲ့ဒါမလုပ်ထားတော့ဘယ်မှာဘလို့ပေါ်လဲဆိုတော့ဒီထဲမှာ unpage လို့ပေါ်နေတယ်ပေါ့နော် unpage လို့ပေါ်နေအခုကတော့လှုပ်လိုက်ပြီငါလှုပ်လိုက်ပြီဆိုတော့အဲ့လိုဖြစ်နေတယ်ဆိုတော့ data က accurate မဖြစ်ဘူးပေါ့နော်ဆိုတော့အဲ့ဒါတွေကပြန်ပြီးမှမေ့သွားတတ်တယ်ဘာလို့ဆို customer ကပတ်စံပေးတဲ့အချိန် sorry order create လုပ်ပြီးမှငါတို့ကဥမာအားကြောင့်ပြောချင်တာဒီဟာလုပ်တဲ့ဟာက order create လုပ်တဲ့ဟာပတ်စံပေးပြီးမှတခါလေးလုပ်မှတခါလေးပေးတာတော့ပို့တော့တခါလေးလုပ်လိုက်တာကောင်းတယ်အဲ့လိုမျိုးကောင်းတယ်ဒါပေမဲ့မေ့လို့တော့မရဘူးเนาะမေ့လို့တော့မရဘူးဒါဒီဟာမလုပ်ထားဘူးဆိုရင် Google Form ထဲမှာဖြည့်ထားရင်လည်းအကျုံးမဝင်ပါဘူးတော့ okay commission မှာတွက်မှာမဟုတ်ပါဘူးเนาะဆိုတော့အဲ့ဒါလေးပြောချင်တယ်ဆိုတော့အဲ့ဒါကလှုပ်ထားဆိုတော့ဒီမှာကြည့်လို့ရပါတယ်လို့အဲ့ဒါဘယ်မှာကြည့်ရလဲဆို Meta Business Source ကိုဝင်လိုက်မင်းတို့ရဲ့ Meta Business Source ကိုဝင်တဲ့အခါမှာဥပမာပုံမှန်ငါတို့ reply ပြန်တယ်ဆိုဒီမှာ inbox မှာပြန်တယ်เนาะ reply ပြန်တယ်ဆို inbox မှာပြန်တယ်ဒါပေမဲ့အဲ့ဒီကမတွားဘူးဒီက all2 တွားလိုက်ပြီးွားရင်အောက်မှာ order ဆိုရှိတယ်အဲ့ order လေးဝင်လိုက်အဲ့ဆိုကိုလှုပ်ထားတဲ့ဟာလေးဝင်ပါပြီလို့အဲ့ထက်မှာ date လေးပေါ့ရွေးပြလိုက်ပါเนาะဆိုတော့မနေ့ကဆို yes day ဘာညာပေါ့เนาะဆိုတော့အဲ့ဒါလုပ်လို့ရပါတယ်လို့ဆိုတော့အမျိုးလုပ်လို့ရပါတယ်ဆိုတော့အဲ့ထက်မှာကြည့်ပြီးမှကိုလုပ်တဲ့ဟာဒီ state ကမှန်လားဆိုတာပြန်စစ်ပြီးပါလို့အဲ့ဒါပြီးမှ Google Form ဖြည့်တာကောင်းပါတယ်လို့เนาะအဲ့ဒါလေးအထူးမှချင်ပါတယ်ကျေးဇူးတင်ပါတယ်အားလုံး